လောကသည်ကိုတော်ကိုမသိကိုတော်သည်မိမိအရတ်သို့ကြွလာတော်လဲမိမိလူမျိုးတို့သည်ကိုတော်ကိုလက်မခံကြတို့ရာတွင်ကိုတော်ကိုလက်ခံသမျှသောသူတည်းဟုသောငါထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ငါထက်ကြီးမြတ်သည်ဟုငါဆိုခဲ့သည်မှာထိုအရှင်ပင်ဖြစ်သည်ဟုကြွေးကြော်လေ၏